ဘနခင်းရဲ့တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်တာကတော့အပြင်ဘက်ကနေကြားနေရတဲ့ကြောင်းမက်ဖွယ်အော်ဟစ်ထက်နေတဲ့ဖြစ်ပါတယ်။အိုချုံဦးတယောက်လာသာဆောင်ကနေအောက်ကိုငုံကြည့်လိုက်တဲ့အခါတမျိုးလုံးရုပ်ရုပ်တောင်းတောင်းထိနေတာကိုအံ့အားသင့်ပွဲတူလိုက်ရပါတယ်။အင်တာနက်လိုင်းတွေပြတ်တော့သွားသလိုရေလည်းမရတော့တဲ့အခြေအနေမှာသူ့ရဲ့စိတ်အခြေအနေကဆိုးရွားနေပါပြီ။ဒီမှာရှိတဲ့အစားအစာနဲ့တောက်ရည်တွေလည်းတခေးပြေးကုန်ခန်းလာပါတယ်။အဲ့အချိန်မှာပဲသူ့ရဲ့ဖုန်းလိုင်းဟာမိတစ်ချက်မမိတစ်ချက်ဖြစ်ပြီးသူ့မိသားစုရှိကနေပြီးနောက်ဆုံးအတန် message တစ်ခုကတော့ဘာပဲဖြစ်ဖြစ်အသက်ရှင်အောင်နေပါဆိုတဲ့မှားကြားချက်လေးပဲဖြစ်ပါတယ်။အထီးကျန်လို့စာမုံမှုတွေကြောက်ရွံ့မှုတွေပေါင်းစပ်လာတဲ့အခါသူ့ရဲ့စိပိုင်းဆိုင်ရာကြံ့ခိုင်မှုကစတင်ပြိုးလဲလာတော့ပါတယ်။အပြင်ဘက်ကငရဲခန့်လိုဖြစ်နေတဲ့အခြေအနေကိုကြည့်ပြီးသူဟာထွက်ပေါက်မရှိတော့ဘူးလို့ခံစားလာပါတယ်။စိတ်ပြတ်အားငယ်ဆုံးကိုရောက်တဲ့အချိန်မှာတော့အိုဂျူနူးဟာကုတ်ကိုအဆုံးစီရဲမှုဆုံးဖြတ်လိုက်ပါတော့တယ်။အခန်းထဲမှာကျိုးဆွဲချဖို့ပြင်ဆင်နေခြင်းသူ့ရဲ့မျက်လုံးလေးကိုအနီလေးစားမိတောင်လေးတစ်ခုလာဟပ်ပါတယ်။အန်အောစရာနဲ့ချိလိုက်တဲ့ကမျက်နှာချင်းဆိုင်တိုက်ခန်းကနေအမျိုးသမီးတစ်ယောက်ကသူ့ကိုလှမ်းပြီးအချက်ပြနေတာကိုတွေ့လိုက်ရပါတယ်